Hello အားလုံးပဲမင်္ဂလာပါတို့ကျွန်မရှိတဲ့နာမည်ကြီး Shibuya Crossing နဲ့ free ဓာတ်ပုံရိုက်လို့ရတယ် view လဲကောင်းတယ်လူလဲအရင်မရှုပ်တဲ့နေရာလေးကိုသိပြီးကြပြီလားရှုံးလို့ sky ticket ကြုံဝင်ပြီးလို့ပဲဖြစ်ဖြစ် budget saving လုပ်ချင်တဲ့သူတွေရှိလို့ရှိရင်ပဲဖြစ်ဖြစ်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးလိုက်နော်ရှုံးသွားခဲ့တဲ့နေရာလေးကတော့ Shibuya Station နားမှာရှိတဲ့ Shibuya Hierarchy Building မှာပဲဖြစ်ပါတယ်Shibuya Crossing ကနေပြီးတော့9မိနစ်ပဲလမ်းလျှောက်လိုက်လို့ရှိရင်ဒီ Hierarchy Building ကိုရောက်မယ်ပေါ့နော်အထဲကိုဝင်လိုက်တာနဲ့ညာဘက်မှာ lift ကိုတွေ့ပါမယ်lift နဲ့ဆက်တလွှာကိုတက်သွားပြီးတော့ရှေ့ကိုလမ်းလေးနည်းနည်းလျှောက်လိုက်တာနဲ့ဒီအရန်လှတဲ့ view နဲ့ Shibuya Crossing ကိုတွေ့ရမှာပဲဖြစ်ပါတယ်လူလည်းအရန်မရှုပ်တော့ဓာတ်ပုံတွေလည်းကောင်းကောင်းရိုက်လို့ရတယ်လို့ဒီ view ကိုလည်းဟိုဟာကြီးခံစားလို့ရတယ်ပေါ့နော်ရှုံးဆိုရင် tripod ကြီးထောင်ပြီးကိုယ်တိုင်ဓာတ်ပုံရိုက်ခဲ့တာပေါ့နော် night view လည်းစမယ်လို့ထင်ပါတယ်ရှုံးကတော့ဒီညထိမစောင့်နိုင်တော့လို့ပြန်ခဲ့ရပေါ့နော် sky ticket ဝယ်ချင်တဲ့သူတွေရှိရင်တော့စောစောလေးကြိုဝယ်ထားဖို့ကြံပေးခြင်းနဲ့ပေါ့နော်သူကခဏလေးနဲ့ပုံမယ်လို့ထင်ပါတယ်ဒီ tips လေးကဂျပန်သွားမဲ့လူတွေအတွက်အထောက်အကူဖြစ်မယ်လို့လည်းထင်ပါတယ်နောက်လည်း traveling tips လေးတွေကိုသိချင် follow လုပ်ခဲ့ဖို့မမေ့နဲ့နော်အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးပါ